ကဲပြီးပြီလားကဲဒီလိုအကြမ်းပြင်းအပြင်ဒါဗာတိထားမလဲဆိုတော့ဒီလိုတို့ဒီအနာဂတ်ဖြစ်လက်တန်းနေထဲမှာဆိုရင်ပြင်စောကလည်းပြန်ဖြစ်မဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ရနော်နောက်တစ်ခုကအာရုပဘုံတို့ဖြစ်ပြီးပြိနေပါပြုမဲ့ပုဂ္ဂိုလ်နောက်ဆုံးဘဝရှိတဲ့ပုဂ္ဂိုလ်ဆို၃မျိုးမှတ်ထားဟုတ်ပြီလားအဲ့ဒီ၃မျိုးထဲမှာဒီလိုတို့ကပြင်စောကာရဘုံကိုပြန်ဖြစ်မဲ့ပုဂ္ဂိုလ်တွေကြတော့ပြင်စောကာရဘုံနေပြင်စောကာရဘုံကိုပြန်ဖြစ်မဲ့ပုဂ္ဂိုလ်အာရုပဘုံကနေပြီးတော့ပြင်စောကာရလည်းပြန်ဖြစ်မဲ့ပုဂ္ဂိုလ်အပညာတကနေပြီးတော့ပြင်စောကာရဘုံကိုပြန်ဖြစ်မဲ့ပုဂ္ဂိုလ်နောက်အာရုပရိတဲ့အာရုပဘုံတို့ဖြစ်ပြီးပြိနေပါပြုလက်တန်းဆိုပါစို့တပြည့်တော်ဒီဒါတခြားဘုံမှာပြင်စောကာရဘုံမပြန်လာတော့ဘူးဒီပုဂ္ဂိုလ်ဆိုလို့ချင်တာဘယ်ဘုံမှာပဲပြိနိဗ္ဗာန်ပြုမှာတော့အာရုပဘုံမှာဖြစ်ပြီးတော့ပြိနိဗ္ဗာန်ပြုမယ်နောက်တစ်ခုကျတော့ပစ္စည်းမဘုံကြီးကနောက်ဆုံးဘဝရှိတဲ့ပုဂ္ဂိုလ်ဆိုတာအရဟတဖလားထံပုဂ္ဂိုလ်တွေကိုပြောတာကဲဒါအောင်စံဒီထက်မှာပုဂ္ဂိုလ်မြဲမှာထားပါပြင်စောကာရချင်းချင်းဆိုရင်ပုရိသင်ပုဂ္ဂိုလ်၄ယောက်အောက်ဖလားထံပုဂ္ဂိုလ်၃ယောက်အာရုပဘုံကနေပြီးတော့ပြင်စောကာရဘုံပြန်ဖြစ်နေတာကတေပုရိသင်အသိဉာဏဆိုရင်တော့ဒုက္ခတိအာပုရိသင်ပုဂ္ဂိုလ်ကဲအာရုပဘုံတို့ဖြစ်ပြီးပြိဋိဘံပြုလက်တန်းဆိုရင်ပြင်စောကာရနေစဉ်ကာမဒုက္ခတိခဏဘုံသူဘကနာတိုင်အောင်တော့ရူပဝဆရ၉ဘုံဒီဥပပိဇန္တပုဂ္ဂိုလ်ဆိုရင်တိဟိပုရိသင်အောက်ဖလားထံပုဂ္ဂိုလ်၃ယောက်သဝန္တဆိုရင်အောက်ဖလားထံပုဂ္ဂိုလ်၃ယောက်အာရုပဘုံချင်းချင်းတဲ့သူချင်းချင်းဖြစ်မယ်ဆိုရင်ဥပပိဇန္တဆိုရင်အောက်ဖလားထံပုဂ္ဂိုလ်၃ယောက်သဝန္တဆိုရင်လည်းအောက်ဖလားထံပုဂ္ဂိုလ်၃ယောက်နောက်ပစ္စည်းမဘုံနောက်ဆုံးဘဝရှိတယ်တဲ့အဲ့ဒါဘယ်ဘုံဒီမှာရှင်းတဲ့ပြင်စောကာရဘုံပြင်စောကာရဘုံမှာပစ္စည်းမဘုံကရှိမယ်အာရုပဘုံမှာပစ္စည်းမဘုံကရှိမယ်အဲ့ဒီထဲမှာလည်းတပြည့်တော်ဒီဥပပိဇန္ဒဆိုရင်တေပုရိသင်အောက်ဖလားထံပုဂ္ဂိုလ်၃ယောက်ဒီကြားထဲမှာလေတပြည့်တော်မွေးဖွားလာပြီးတော့တေပုရိသင်တရားထုတ်စသည်အောက်မဲ့အောက်ဖို့ရပြီးယဟနာဖြစ်နိုင်တယ်ဟုတ်လားအဲကြောင့်တေပုရိသင်အောက်ဖလားထံပုဂ္ဂိုလ်၃ယောက်သဝန္တဆိုရင်တပြည့်တော်ဒီအရဟတဖလားထံပုဂ္ဂိုလ်နောက်တော့အာရုပဥပပိဇန္ဒဆိုရင်တေပုရိသင်နဲ့ရပါမလားမရဘူးအာရုပဘုံမှာပြီးတော့ဒီအောက်မဲ့သောတာပန်နိမေဘုံမရနိုင်လို့ယဟနာမဖြစ်နိုင်ဘူးဟုတ်ပြီနော်ဒါဆိုရင်အောက်ဖလားထံပုဂ္ဂိုလ်၃ယောက်သဝန္တဆိုရင်ဒါဆိုရင်ပြတော့ဒီပြင်စောကာရဘုံနဲ့နောင်ဖြစ်ပြန်ကောပြင်စောဥပပိပြင်စောကာရဥပပိဇန္ဒသဝန္တဖြစ်တော့ပုရိသင်ပုဂ္ဂိုလ်၄ယောက်အောက်ဖလားထံပုဂ္ဂိုလ်၃ယောက်ပြင်စောကာရဘုံနဲ့နောင်ဖြစ်ပြန်ကောသောအာရူပဥပပိဇန္ဒသဝန္တဖြစ်တော့တိယပုရိသင်ပြင်စောကာရဘုံ၌နောင်ဖြစ်ပြန်ကောသောအတိညတာဥပပိဇန္ဒသဝန္တဖြစ်တော့ဒုက္ခတိအာဟိပုရိသင်ပုဂ္ဂိုလ်ဟုတ်ပြီနော်အာရူပဘုံတွေဖိနိဗ္ဗာန်ပြုလက်တန်းသောကာမတုဂ္ဂိခုနဘုံသူဘကနာတိုင်အောင်သောရူပဝဆရကိုဘုံမှာအောမက်ကိုရ၍အာရူပဘုံတို့ဖြစ်၍ဖိနိဗ္ဗာန်ပြုလက်တန်းသောပြင်စောကာရဥပပိဇန္ဒဖြစ်သောတိယပုရိသင်အောက်ဖလားထံပုဂ္ဂိုလ်၃ယောက်သဝန္တဖြစ်သောအောက်ဖလားထံပုဂ္ဂိုလ်၃ယောက်ရတယ်နော်ကျန်တာဆိုရင်တပည့်တို့ဒီပုဂ္ဂိုလ်ဆိုရင်ခန္ဓာ၅ပါးပြင်စောကာရဖြစ်ပြန်ဆိုရင်ခန္ဓာ၅ပါးဖြစ်လက်တန်းကဲအာရူပဘုံပြိဋိဘံပြုလက်တန်းသောပြင်စောကာရဥပပိဇန္ဒပုဂ္ဂိုလ်တို့သည်ဘာတော့တိယပုရိသင်အောက်ဖလားထံပုဂ္ဂိုလ်၃ယောက်တို့သည်နာမခန္ဓာ၄ပါးဖြစ်လက်တန်းနာမခန္ဓာ၅ပါးချုပ်လက်တန်းပြင်စောကာရဘုံတို့အာရူပဘုံတို့ဖြစ်၍ပြိဋိဘံပြုလက်တန်းသောပြင်စောကာရသဝန္တပုဂ္ဂိုလ်သဝန္တဖြစ်သောအောက်ဖလားထံပုဂ္ဂိုလ်၃ယောက်တို့သည်နာမခန္ဓာ၄ပါးဖြစ်လက်တန်းနာမခန္ဓာ၄ပါးချုပ်လက်တန်းအာရူပဘုံချင်းချင်းဖြစ်၍ပြိဋိဘံပြုလက်တန်းသောအာရူပဥပပိဇန္ဒအောက်ဖလားထံပုဂ္ဂိုလ်၃ယောက်တို့သည်ဟုတ်ပြီနော်ပစ္စည်းမဘဝိကပြင်စောကာရဥပပိဇန္ဒဖြစ်သောတိယပုရိသင်အောက်ဖလားထံပုဂ္ဂိုလ်၃ယောက်တို့အားဖြစ်လက်တန်းမယနာမခန္ဓာ၅ပါးချုပ်လက်တန်းပရိနိဗ္ဗာန်ပြင်စောပစ္စည်းမဘဝိကပြင်စောကာရပရိနိဗ္ဗာန်တဖြစ်သောအဖလားထံပုဂ္ဂိုလ်အားဖြစ်လက်တန်းမယချုပ်လက်တန်းမယပစ္စည်းမဘဝိကအာရူပဥပပိဇန္ဒဖြစ်သောအောက်ဖလားထံဟုတ်ပြီဖြစ်လက်တန်းမယနာမခန္ဓာ၄ပါးချုပ်လက်တန်းပစ္စည်းမဘဝိကအာရူပပရိနိဗ္ဗာန်တဖြစ်သောအရဟတဖလားထံပုဂ္ဂိုလ်တို့အားချုပ်လက်တန်းမရရတယ်နော်အဲ့ဒါသဘောပါမင်းတို့ဆိုတာလွယ်မယ်
ကဲခုလောလောဥပ္ပါဒဝါဒသွားမယ်ဥပ္ပါဒဝါဒသွားမယ်ဆိုတော့ကနောက်ကချုပ်လက်တန့်ကိုမကြည့်တော့နဲ့ဘာကိုပဲကြည့်ဖြစ်လက်တန့်ဆိုတော့တပြည့်တော့ချုပ်လက်တန့်ကိုဖြစ်လိုက်ပါနော်မျက်စိရှုပ်နေမှာဆိုလို့တပြီရောက်သွားပြီအကျဉ်ပုဂ္ဂိုလ်အားယတအကျဉ်ပုဂ္ဂိုလ်အားရူပခန္ဓာသည်ဥပိစ္ဆတိဖြစ်လက်တန့်နဲ့ယတရူပခန္ဓာဥပိစ္ဆတတိကံဒီဝိဘကိုကြည့်ရူပခန္ဓာဖြစ်လက်တန့်ဘယ်တော့ဟာဒါကိုတို့ပြောတော့အားလုံးသိမ့်ကြုံပြောမယ်ဆိုရင်ပြင်စဖြစ်ပြန်ဟုတ်တယ်မလားဒါဒီရူပခန္ဓာဖြစ်လက်တန့်ရတယ်နော်အဲ့ဒါဒီဝေဒနာခန္ဓာရောချုပ်လက်တန့်လားတဲ့အော်မဟုတ်ဝိညာဉ်ခန္ဓာဖြစ်လက်တန့်ဆော်ယူမှာပါတယ်ပြောကွာဥပါဒါရှိတယ်ဟုတ်လားရူပခန္ဓာဖြစ်လက်တန့်အဲ့ဒီပုဂ္ဂိုလ်ဒီဝိညာဉ်ခန္ဓာဖြစ်လက်တန့်လားဖြစ်လက်တန့်လားဒါဆိုပါထက်အာမန္တာလို့ထက်မယ်အကျဉ်ပုဂ္ဂိုလ်အားဝိညာဉ်ခန္ဓာဖြစ်လက်တန့်အာရုပရိမလားဟဲ့ဒါတပြောတော့ပြောတော့ဒီနေပေါ့ကွာဟုတ်တယ်မလားဒါပြောဖြစ်ပြင်စဖြစ်ပြန်ရဲ့အာရုပရိပေါ့လို့အဲ့ဒါလိုပဲပြောလိုက်တော့နော်ပြင်စဖြစ်ပြန်ရဲ့အာရုပရိရဲ့ကဲအဲ့ဒီပုဂ္ဂိုလ်တို့သည်ရူပခန္ဓာဖြစ်လက်တန့်လားပြင်စဖြစ်ပြန်မယ်ဗါတော့ဖြစ်လက်တန့်ဆိုဘာဖြစ်သွားမှာတော့ဒါသည်တစ်ဖက်ရဟုတ်ပြီနော်အာရုပရိသည်တစ်ဖက်ရဝေဒနာခန္ဓာသာဖြစ်လက်တန့်ရူပခန္ဓာဖြစ်လက်တန့်မရဘူးဟုတ်တယ်မလားကဲဒါဆိုရင်တပြည့်တော်တို့သည်မနေ့ကတပြည့်ပြောခဲ့တယ်ဒီဝိပယံဘယ်လိုထောက်ယေအာရူပံဥပပစ္စတဝါပရိနိဗ္ဗာယိတ်တံတိတေတံလို့ဆိုပေါ့နော်ယေရှင်ပုဂ္ဂိုလ်အေအာရူပံဥပပစ္စတဝါပရိနိဗ္ဗာယိတ်တံတိတေတံဘယ်လိုဆိုမှတော့ဒီတာကိုအာရူပတိယေအာရူပံဥပပစ္စတဝါပရိနိဗ္ဗာယိတ်တံတိတေတံဝေဒနာခန္ဓာဥပိစ္စိတာဥပိစ္စိတတိနာကဟုတ်လားတတနောစတေတံရူပခန္ဓာဥပိစ္စိတတိကဲတပြည့်တော့ဒီအနာဂတလွယ်ဒါကျွမ်းကြံစံတပြည့်တော့ဒီဣတရိတံလို့ပဲသုံးလိုက်ဘယ်လိုသုံးမှာတော့ဣတရိတံတေတံဝေဒနာခန္ဓာစာဥပိစ္စိတတိရူပခန္ဓာစာဥပိစ္စိတတိကဲတပြည့်တော့ပထမဆုံးဆိုပြမယ်ယတရူပခန္ဓာဥပိစ္စိတတိတတဝေဒနာခန္ဓာဥပိစ္စိတတိတိအာမန္တာယတဝါပါဏဝေဒနာခန္ဓာဥပိစ္စိတတိတတရူပခန္ဓာဥပိစ္စိတတိတိယေအာရူပံဥပပစ္စတဝါပရိနိဗ္ဗာယိတံတိတေတံဝေဒနာခန္ဓာဥပိစ္စိတတိနောစာတေတံရူပခန္ဓာဥပိစ္စိတတိဣတရေတံတေတံဝေဒနာခန္ဓာစာဥပိစ္စိတတိရူပခန္ဓာစာဥပိစ္စိတတိမြန်မာလိုပြောတော့လွယ်လွယ်လေးပေါ့ကွာအကျဉ်ပုဂ္ဂိုလ်အားရူပခန္ဓာဖြစ်လက်တံဆိုပြင်စားဖြစ်ပြန်တဲ့ထိုပုဂ္ဂိုလ်တို့အားဝေဒနာခန္ဓာဖြစ်လက်တံလားဆိုတော့ဖြစ်လက်တံဆိုတော့အာမန္တာထွက်တယ်ဟုတ်ပြီနော်အကျဉ်ပုဂ္ဂိုလ်အားဝေဒနာခန္ဓာဖြစ်လက်တံဆိုတော့ပြင်စောကရာဖြစ်ပြန်ရင်အာရုပရိယအဲ့ဒီပုဂ္ဂိုလ်တို့အားရူပခန္ဓာဖြစ်လက်တံလားဆိုတော့အာရုပရိမအာရုပရိပုဂ္ဂိုလ်တို့သည်ပုဂ္ဂိုလ်တို့အားဝေဒနာခန္ဓာဖြစ်လက်တံရူပခန္ဓာတော့ဖြစ်လက်တံမဟုတ်ထိုမှကျွင်းသောတဲ့ပြင်စားဖြစ်ပြန်ပုဂ္ဂိုလ်တို့အားဝေဒနာခန္ဓာလည်းဖြစ်လက်တံရူပခန္ဓာလည်းဖြစ်လက်တံတော့အဲ့ဒါလိုပြောတာပေါ့လွယ်တယ်မလားပြန်ဆိုကြည့်အောင်ယတယတရူပခန္ဓာအပိစ္ဆတိသံဃာဝေဒနာခန္ဓာအပိစ္ဆတိအာမန္တာသောဘာဝနာဝေဒနာခန္
နဲ့ပေးမယ်ဆိုရင်ယတာခြင်းပုဂ္ဂိုလ်ဟာရူပခန္ဓာသည်ဥပ္ပစိတ်တတိဖြစ်လက်တံတသထိုပုဂ္ဂိုလ်ဟာဝေဒနာခန္ဓာသည်ဥပ္ပစတိဖြစ်လက်တံလောဣတိပု္ပ္ပာယံဤသို့သောမိတော်သည်တတိရှိလက်သောအာမန္တာရူပခန္ဓာဖြစ်လက်တံသောပုဂ္ဂိုလ်သည်ဝေဒနာခန္ဓာလည်းဖြစ်လက်တံဣတိဝိသေဇနာဤသို့ဖြစ်ဆိုတော်မူသည်ဟောတိဖြစ်၏ယတဝါပါဏအခြင်းပုဂ္ဂိုလ်အားဝေဒနာခန္ဓာသည်ဥပ္ပစိတ်တတိဖြစ်လက်တံတသထိုဝေဒနာခန္ဓာဖြစ်လက်တံသောပုဂ္ဂိုလ်အားရူပခန္ဓာသည်ဥပ္ပစိတ်တတိဖြစ်လက်တံလောဣတိပု္ပ္ပာယံဤသို့သောအမေတော်သည်တတိရှိလက်သောယေအခြင်းပုဂ္ဂိုလ်ခဏယေပေးရမလားယေအရူပံလေအဲ့ဒီယေလေးကိုပြီးတော့အနေပေးမယ်ယေအခြင်းပုဂ္ဂိုလ်တို့သည်အာရူပဘဝေအာရူပဘုံ၌တဏိကအရူပံအာရူပဘုံတို့ဥပပစ္စတဝါဖြစ်၍ပရိနိဗ္ဗာန်ယိတံတိပရိနိဗ္ဗာန်ပြုကုန်လက်တံတေတံထိုပုဂ္ဂိုလ်တို့အားဝေဒနာခန္ဓာသည်ဥပ္ပစိတ်တတိဖြစ်လက်တံရူပခန္ဓာသည်နောစာဥပ္ပစိတ်တတိဖြစ်လက်တံမဟုတ်ဣတရေတံအာရူပဘုံတို့ဖြစ်၍ပရိနိဗ္ဗာန်ပြုလက်တံသောပုဂ္ဂိုလ်တို့မှတပါးကုန်သောပုဂ္ဂိုလ်တို့အားနော်ပြောဟုတ်လားဣတရေတံအာရူပဘုံတို့ဖြစ်၍ပရိနိဗ္ဗာန်ပြုလက်တံသောပုဂ္ဂိုလ်တို့မှတပါးကုန်သောပုဂ္ဂိုလ်တို့အားဝေဒနာခန္ဓာသည်လေဥပ္ပစိတ်တတိဖြစ်လက်တံရူပခန္ဓာသည်လေဥပ္ပစိတ်တတိဖြစ်လက်တံရတယ်နော်ကဲအနုလောမပု္ပ္ပာ၌တန်ဋိဌံပုတ်ရကဒီတော့စကောပေါ့ပင်စောကာရဘုံ၌နောင်ဖြစ်ပြန်ကောင်းသောဘလို့ဝိဒနာထဲမှာတော့ပင်စောကာရဘုံ၌နောင်ဖြစ်ပြန်ကောင်းသောပင်စောကာရဥပပိဇန္တာစွန်တာဖြစ်သောပုရုဇဉ်ပုဂ္ဂိုလ်4ယောက်အပလာထံပုဂ္ဂိုလ်3ယောက်အဲ့ဒါပင်စောကာရဘုံကတပြည့်တော်တို့ကအစ်မပါပြီးသားမလားဒါဆိုရင်အောက်ကပဲဆိုအာတိညတအာရူပဥပပိဇန္တာစွန်တာဖြစ်သောတုကတိအာဟိတိဟိပုရုဇဉ်ပုဂ္ဂိုလ်ယာဤတန်တရားက၎င်းသာယာဤဟုတ်ပါလားအရာကောင်းစံတပြောဒီတစ်ချက်ကောင်းမယ်ဒီနှစ်ခုပေါင်းပြီးတော့ကောင်းမယ်ဒါအဲ့ဒါကြောင့်မို့တပြောတော့စေကဝိသေသနထည့်ပေးရမယ်ပြင်စောကာရဘုံ၌နောင်ဖြစ်ပြန်ကောင်းသောပြင်စောကာရဥပပိဇန္တာစွန်တာဖြစ်သောပုရုဇဉ်ပုဂ္ဂိုလ်4ယောက်အပလာထံပုဂ္ဂိုလ်3ယောက်အာတိညာတာအာရူပဥပပိဇန္တာစွန်တာဖြစ်သောဒုက္ခတိအာဟိတိပုရုဇဉ်ပုဂ္ဂိုလ်ယာတန်တရားက၎င်းသာယာယီဟုတ်ပြီနော်ပတိလောမပု္ပ္ပာ၌တန်ဋိဌံပုတ်ရယကအာရူပဘုံတို့ဖြစ်၍ပရိနိဗ္ဗာန်ပြုလက်တံသောဟောရနောက်မှထည့်ထားကာမတုကတိခုနဘုံသူဘကေနာတယံသောရူပဝဆရာကုဘုံမှာအောင်မြတ်ကိုရ၍အာရူပဘုံတို့ဖြစ်၍ပရိနိဗ္ဗာန်ပြုလက်တံသောပြင်စောကာရဥပပိဇန္တာဖြစ်သောတိဟိပုရုဇဉ်ဥပပိဇန္တာစွန်တာဖြစ်သောအောဖလာထံပုဂ္ဂိုလ်3ယောက်အာရူပဘုံချင်းဖြစ်၍ပရိနိဗ္ဗာန်ပြုလက်တံသောအာရူပဥပပိဇန္တာဖြစ်စွန်တာဖြစ်သောအောဖလာထံပုဂ္ဂိုလ်3ယောက်ယာဤတစ်ဖက်ရမလားကဲနှစ်ဖက်ရအပူသွားပြင်စောကာရဘုံ၌နောင်ဖြစ်ပြန်ကောင်းသောပြင်စောကာရဥပပိဇန္တာစွန်တာဖြစ်သောပုရုဇဉ်ပုဂ္ဂိုလ်4ယောက်ဖလာထံပုဂ္ဂိုလ်3ယောက်အာတိညာတာအာရူပပုဂ္ဂိုလ်လည်းယာယီတန်တရားကနောတာယာယီတိုင်အားလုံးစနေပြန်ဆုံးမယ်ဖေရယာတာဝိနာသောဝိစေတတိယာတာဝိနာသောဝိစေတတိအမနာ